မျိုးသမီးကသူ့ဒဏ်ရာကိုရပ်ပေးလိုက်ရုံပဲရှိသေးတယ်ဒဏ်ရာကချက်ချင်းကြီးပျောက်သွားလိမ့်မယ်လို့သူထင်တော့မထင်ထားခဲ့ဘူးဒီမိမကလူစစ်စစ်မဟုတ်ဘူးဆိုတာရင်ရှိုးချက်ချင်းပဲရင်းနေတယ်သူမကရင်ရှိုးကိုပြောတယ်သူ့ရဲ့အိမ်မဖြစ်တဲ့ဘယင်အစ်စ်ဖြစ်လာဖို့အတွက်ကူညီပေးနေပါတယ်တဲ့ဒါပေမဲ့သူမရဲ့တကယ်ဇာတိယုံမှန်ကတော့ဒီပေါင်းတစ်ထောင်တန်းရှိတဲ့မြေကွေးဝိညာဉ်ပဲဖြစ်ပါတယ်နောက်တစ်နေ့မှာတော့ရင်ရှိုးဟာအောင်ပွဲခံပြီးပြန်ရောက်လာခဲ့တယ်မြို့သူမြို့သားတွေအကုန်လုံးသူ့ရဲ့သူရဲကောင်းကိုကြိုးစိုးဖို့ထွက်လာကြတာဘယင်ကြီးနဲ့အိမ်ရှိဇံမန်းသားကိုလည်းအောင်ပွဲရစစ်တီကိုလာရောက်ကြိုးစိုးကြတယ်ရင်ရှိုးကရန်သူခေါင်းဆောင်ရဲ့ခေါင်းပြက်ကိုဘယင်ကြီးစီဆက်တက်လိုက်ပြီးတော့မှအိမ်ရှိဇံမန်းသားကလည်းလက်ဆောင်တစ်ခုပါလာတယ်လို့ပြောလိုက်တယ်မင်းသားကအဲ့ဒီအလှပကေးလေးကိုတစ်ချက်လမ်းကြည့်လိုက်တယ်ဒီတစ်ချက်ကြည့်လိုက်မိတာကပဲအဆုံးမရှိတဲ့ဘေးဒုက္ခတွေကိုတဲဆောင်လာမယ်ဆိုတာသူလုံးဝသိကြတော့အဲ့ဒီညဂုံပြုတ်ပွဲမှာစစ်တီကဘယင်ကြီးအတွက်စစ်ရေးပြအကဲနဲ့ဖျော်ဖြေကြတယ်ရုတ်တရက်ဆိုလိုပဲအင်းရှိဇံမင်းသားကဓာတ်လက်ကိုကောက်ကိုက်လိုက်ပြီးသူလည်းပဲဓာတ်ရေးပြခြင်းနဲ့ဆိုထားလို့ပါဒါပေမဲ့မင်းသားပုံစံတစ်မျိုးကြီးဖြစ်လာတယ်ပြီးတာနဲ့ချက်ချင်းပဲဘယင်ကြီးကိုဓာတ်နဲ့ဝင်ထိုးလိုက်ပါတယ်ဘေးနားကလူတွေအကုန်လုံးကြောင်အပြီးနှင်းသက်သွားကြတယ်ပြီးတော့မင်းသားကယူဆွတ်သွားတယ်လို့မျိုးဘေးနားကလူတွေကိုလိုက်တိုက်ခိုက်တော့စစ်တီတွေဝိုင်းလိုက်ကြပြီမဲ့အင်းရှိဇံဖြစ်နေတော့ဘယ်သူမှမချီရမခုရကြဘူးမင်းသားကဓာတ်ကိုရမ်းကားပြီးပိုပြေးတီပြေးလုပ်နေတာပေါ့ပြီးတော့ရင်ရှိုးစီကိုဖြည်းဖြည်းချင်းလျှောက်သွားပြီးရင်ရှိုးကိုပါဓာတ်နဲ့ဝင်ထိုးလိုက်ဘေးနားကစစ်တီတယောက်ကဝင်တားဖို့ပြေးဝင်သွားလိုက်ရတာနေအချင်းတွေကတော့ရှုပ်ရက်ခတ်ကုန်တာပေါ့အားလုံးငြိမ်သွားကြတဲ့အချိန်မှာတော့အဲ့ဒီစစ်တီကအင်းရှိဇံမင်းသားကိုမတော်တဆတတ်မိသွားမှန်းသိလိုက်ရတယ်သူ့အဖော်ကလက်ဖြတ်ပြီးအင်းရှိဇံကိုတတ်မိရင်တစွေလုံးတစ်မျိုးလုံးအသက်ခံရမှာလို့အော်ပြောတော့တယ်စစ်တီလေးကဒူးထောင်ပြီးအသက်ချမ်းသာပြီးဖို့တောင်းမှရှာတယ်ဒါပေမဲ့ရင်ရှိုးကသူကကယ်ဖို့ကြိုးစားရင်ဖြစ်သွားတာပါအဖြစ်မရှိပါဘူးနိုင်ငံရဲ့သူရဲကောင်းတောင်ဖြစ်ပါသေးတယ်လို့ပြောလိုက်တယ်တကယ်တော့ဒီအဖြစ်တစ်ခုလုံးကမြေကွင်းမကသူ့မော်စွမ်းသုံးရင်အင်းရှိဇံကိုထိန်းချုပ်ကဘယင်ကြီးကိုထပ်ခိုက်လိုက်တာပါဒီလိုနဲ့ပဲရင်ရှိုးဟာဘယင်အစ်စ်ဖြစ်လာခဲ့ပါတော့တယ်